စစ်ကောင်စီရဲ့တပ်သားဖြည့်တင်းတာစစ်လက်နက်နီးပညာမြင့်တာတွေဟာထွက်ပေါက်ဖြစ်နိုင်မလားဆိုတဲ့တွက်ချက်မှုတွေကိုလည်းတွေ့နေရပါတယ်ရိုးရိုးလေးတွေးကြည့်ရင်အတွေ့အကြုံရှိတဲ့စစ်သားဟောင်းတွေနဲ့တောင်နိုင်အောင်မတိုက်နိုင်တဲ့စစ်တပ်ဟာလေ့ကျင့်သားမပြေဝတဲ့အပြင်တက်ကြွမှုမရှိတဲ့စစ်သားသစ်တွေနဲ့ဆိုဒီစစ်ပွဲကိုဘလို့နိုင်အောင်တိုက်မလဲလေချောင်းကထောက်လန်းတိုက်ခိုက်တာတွေဟာမြန်မာတပြည်လုံးကိုလည်းလုံနိုင်မှာမဟုတ်ပါဘူးဘိုးနေဝင်းခေတ်ကစစ်တပ်ဟာစစ်စည်းကမ်းလိုက်နာမှုကောင်းပြီးတိုက်ရိုက်ခိုက်ရှိသလိုအများစုကအချင်းပြက်ချစားတာမရှိဘဲအရေးအချင်းရှိတဲ့အစိုးရရန်တရားနဲ့လဲပတ်ခဲ့တာပါစစ်တပ်နဲ့အစိုးရရန်တရားကတော့အဂတိလိုက်စားမှုတွေနဲ့အတော်လေးပျက်စီးနေပါပြီမင်းအောင်လှိုင်ခေတ်ကတော့အဆိုးဆုံးအခြေအနေပါတနိုင်ငံလုံးပုံကန်ထကြွနေတဲ့အပြင်စစ်တပ်ရောအစိုးရရန်တရားပါထိတ်ဆုံးကနေအောက်ဆုံးအထိအချင်းပြက်ချစားတာအဂတိလိုက်စားတာတွေပြည့်နှက်နေပါတယ်နိုင်ငံရေးစီးပွားရေးစီးရေးတွေအားလုံးအရှုံးတွေတစ်ခုပြီးတစ်ခုရင်ဆိုင်နေရပါတယ်ဒီအချက်တွေကိုထောက်ပြနေရတာကလက်ရှိမြန်မာစစ်တပ်ရောအစိုးရရန်တရားပါပြတ်သုံးခြင်းရေစုမှတ်ကိုဥတီနေလို့ဖြစ်ပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကမြို့နယ်တရားလောက်ပဲရွေးကောက်ပွဲအရင်လုပ်နိုင်မယ်လို့အတန်ထွက်လာပါတယ်ဒါတော့မသေးကြပါဘူးပဲခူးနဲ့မကွေးမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစတွေနဲ့လက်တကမ်းအကွာအထိတိုက်ပွဲရောက်လာလို့ကပ္ပစစက်ရုံကစစ်သားတွေကိုတောင်စစ်မြေပြင်ဆေလွတ်နေရပါတယ်